ပြဓာဝိဇ္ဇာစေဝိဇ္ဇာအင်းဝိဇ္ဇာဝိဇ္ဇာဒရပညာရဲ့၃ရက်လုံးမှာတိတ်တိပေါက်အောင်မြင်တော်မူခဲ့တဲ့ဝိဇ္ဇတိုဆရာတော်ကြီးဥပန္နိတအကြောင်းနဲ့ဆရာတော်ဘုရားကြီးအားဖူးမြော်ခွင့်ရခဲ့သူတို့ရဲ့ထူးခြားစမ်းကြယ်တဲ့ဖြစ်ရများကိုတင်ဆက်ပေးပါမယ်။ပကံပြည်နရတိဟပတိမင်းလက်ထက်ယခုမင်းမှုမြို့ရဲ့9မိုင်ခန့်အကွာမှာရှိတဲ့မဲဘေကုံကျေးရွာနေရာမှာရွှေချောင်းကုန်းရွာဆိုတာရှိပါတယ်။ဆရာတော်လောင်းလျာဥပန္နိတကိုခမဲတော်ဥဖို့သူမဲတော်ဒေါငွေတို့မှထိုရွှေချောင်းကုန်းရွာတွင်ဖွားမြင်တော်မူခဲ့တယ်။ငယ်မြီမှာမောင်မြတ်ဆန်ဖြစ်ပါတယ်။တက္ကရာ618ခုနှစ်ဝါဇူလာဇန်9ရက်နေ့ကြာသပတေးနေ့နနက်10:00နာရီအချိန်ခန့်တွင်မောင်မြတ်ဆန်ကိုဖွားမြင်ခဲ့ပါတယ်။မောင်မြတ်ဆန်73နှစ်သားအရွယ်မှာရွှေချောင်းကုန်းရွာရတနာဘူမိကျောင်းဆရာတော်ဦးကောဝိဒထံမှကျောင်းအိမ်ကျောင်းစားဘဝဖြင့်စာသင်ခဲ့လေတယ်။မောင်မြတ်ဆန်18နှစ်သားအရွယ်မှာရှင်သာမဏေပြုခဲ့တယ်။ကြာသပတေးသားဖြစ်တာကြောင့်ဆရာတော်ကြီးကရှင်ပန္နိတာလို့ဘွဲ့အမည်ပေးခဲ့တယ်။ကိုရင်ပန္နိတာဟာဉာဏ်ရည်ထက်မြက်ပြီးရှင်းကျင့်ဝတ်များနဲ့ပရိယတ္တိအခြေခံဖြစ်တဲ့တရားတကြိုစတာတွေကိုလွယ်လင်းတကူသင်ယူတတ်မြောက်ခဲ့တယ်။ဆရာတော်ဦးကိုဝိဒဟာလူယုံတော်ကပ္ပိယကြီးဘိုးရှမ်းနဲ့အတူအဂိယထိုးသည်မှာနှစ်အတော်ကြာခဲ့လေပြီ။ကိုရင်ပန္နိတာသည်လည်းစာချက်စာအံပြီးလျင်ဖိုယုံသို့ဝင်၍ကပ္ပိယကြီးဘိုးရှမ်းအားကူညီပြီးဖိုဆွဲပေးတယ်။ကိုရင်ပန္နိတာ19နှစ်5လအရောက်တက္ကရာ638ခုနှစ်မှာရွှေချောင်းကုန်းရွာရတနာဘူမိကျောင်းတိန်တော်ကြီးတွင်ဆရာတော်ဦးကိုဝိဒအရှင်မြတ်အားဥပစ္စေပြု၍ယဟန်အဖြစ်သို့ရောက်ရှိတော်မူလေတယ်။ယဟန်ဖြစ်စယဟန်ပြိုလေးဥပန္နိတဟာဝီနီပါဠိတော်စတဲ့ပါဠိအထကထာကျမ်းဂန်တွေကိုမဏိမနာစူးစမ်းသင်ကြားတော်မူလေတယ်။ကျောင်းဆရာတော်ဦးကိုဝိဒအရှင်မြတ်ကလည်းတပည့်ဥပန္နိတလေးရဲ့ဉာဏ်စွမ်းထက်မြက်မှုကိုဝမ်းသာအားရစွာနဲ့အဂိယထိုးလည်းမပြတ်စေပဲစာဝါကိုလည်းမပြတ်ရလီအောင်စူးစမ်းပို့ချတော်မူလေတယ်။ဥပန္နိတကလေးလည်းစာတက်စာအံမပြတ်စေပဲအားလက်ချိန်တွေမှာဖိုကူဆွဲပေးတဲ့ဝတ္တရားကိုလည်းမပြတ်ရအောင်လိုအပ်သလိုကူညီဆောင်ရွက်ပေးလေတယ်။ဥပန္နိတကိုရော်လေးယဟန်နဝအရာတက္ကရာ639ခုနှစ်တွင်ကျောင်းဆရာတော်ကြီးဦးကောဝိဒအရှင်မြတ်ကတိတ်တိပေါက်ရန်လွန်စွာအားထားယုံကြည်မြတ်နိုးတော်မူတဲ့ဓာတ်လုံးကိုစွန့်ထားတော်မူခဲ့ပြီးဘဝနှစ်ထံပြန်လွန်တော်မူရှာခဲ့လေတယ်။ဆရာတော်ဦးကောဝိဒပြန်လွန်တော်မူတဲ့အခါဥပန္နိတအရှင်မြတ်ဟာဝါတော်နုနယ်အရွယ်တော်ငယ်တော်လဲပါရမီတော်အလျောက်လူကြီးစိတ်မွေးကရွှေချောင်းကုန်းရတနာဘူမိကျောင်းကိုကျောင်းထိုင်ဘုန်းကြီးအဖြစ်အုပ်ချုပ်တော်မူတယ်။ကပ္ပိယကြီးဘိုးရှမ်းနဲ့အတူတိုင်ပင်ကဆရာတော်ဦးကောဝိဒရဲ့ဓာတ်လုံးကိုဆက်ထိုးကြပြန်တယ်။ဓာတ်လုံးဒီကစင်ကြယ်လှတော်လဲတိတ်ဒီကမဝင်သေးချေ။ဆရာတော်ဦးကောဝိဒပြန်လွန်တော်မူပြီးတစ်နှစ်မြအကြာတွင်ကပ္ပိယကြီးဘိုးရှမ်းလဲကွယ်လွန်ပြန်လေတယ်။ဆရာတော်လေးဥပန္နိတမှာတပါးရည်သာကြံတော့တာကြောင့်ဓာတ်လုံးကိုဆက်မထိုးတော့ပဲအနားယူကသမထတရားဖြင့်အေးချမ်းစွာသတင်းသုံးတော်မူတယ်။အဲဒီနောက်ဥပန္နိတအရှင်မြတ်ဟာသမထတရားကိုလည်းအားထုတ်ပြီးဓာတ်လုံးကိုထိုးတယ်။အဂိယကျမ်းတွေကိုလည်းကြည့်ရှုလေ့လာတယ်။တနေ့သောအခါကျမ်းစာတစ်စောင်မှရွေးဖြူကြီးကျွေးရန်ညွှန်ကြားထားတဲ့လမ်းညွှန်ချက်ကိုတွေ့ရတယ်။ဆွေတော်အုပ်တိုးထဲမှာနေခဲ့စဉ်ကတွေ့ရတဲ့ရွေးဖြူပင်ကြီးကိုအမှတ်ရသွားပြီးသွားရောက်ယူဆောင်ကဓာတ်လုံးကိုဖိုခွင်သို့တင်၍ရွေးဖြူကြီးကျွေးတယ်။ထိုအခါဓာတ်လုံးဟာဗျရရှင်ဖြစ်ကလုံမော်သို့တထွာခန့်မြတက်၍ခြားခြားလေးလျက်ရှိနေတဲ့အပြင်ဖိုယုံတစ်ခုလုံးလည်းလင်းထိန်နေတော့တယ်။ဥပန္နိတအရှင်မြတ်ဟာဓာတ်လုံးကိုဆက်၍မထိုးဝန်းတော့ပဲတလဲရွက်နဲ့စိန်၍တောက်ပြီးအမတ်မဲ့ဓာတ်လုံးကိုပါဇက်နဲ့ငုံထားလိုက်ပြီးတွေးမိတွေးရတွေးတယ်။ငယ်စဉ်အခါကမိဘတွေနဲ့ရောက်ခဲ့ဘူးတဲ့ရေနသာစနေနံဆူတောင်းပြည့်ဖျားကိုတတိယသွားပြီးသွားရောက်ဖူးမြော်လိုတဲ့ဆန္ဒဖြစ်ပေါ်လာခဲ့တယ်။ထူးဆန်းစွာပင်ဥပန္နိတအရှင်မြတ်ဟာထိုဖျားပေါ်သို့ချက်ချင်းရောက်ရှိသွားလေတော့တယ်။ဓာတ်လုံးကတိတ်တိပေါက်ခဲ့လေပြီ။ဥပန္နိတအရှင်မြတ်ဟာမိမိရဲ့ဓာတ်လုံးတိတ်တိပေါက်တော်လဲမြည်သူမြည်ပုံသုံးဆွဲရမယ်ဆိုတာကိုအတိအကျမသိသေးရုတ်တရက်စနေနံဆူတောင်းပြည့်ဖျားသို့ရောက်နေလေတော့တယ်။ကျောင်းမှာတူတူမလေးတွေငါ့ကိုလိုက်ရှာနေတော့မှာပဲပြန်အောင်မလို့တွေးပြီးဖျားကုန်းပေါ်မှာဆင်းပြီးခြေလျင်မဲ့ပြန်လာလိုက်တော့တယ်။ညောင်လီကရုစိတ်မှာတငါလီတစင်းကိုတွေ့ရတဲ့အခါလိုက်ပါခွင့်ပြုရန်ပြောကြားပြီးခိတ္တမြစောင့်ဆိုင်နေစဉ်လှေရှင်တကာကြီးကအရှင်ဖျားခဏလောက်ဆောင်ပါမကြတော့ပါဘူးဟောဒီလက်ဖက်ရည်လေးဖုံးပေးသုံးဆောင်ပါအောင်လို့ပြောကြားပြီးလက်ဖက်ရည်အချမ်းအိုးကိုဆက်ကတ်တယ်။ဥပန္နိတအရှင်မြတ်လည်း
လက်ဖက်ရည်ပကံလုံးအတွင်းဓာတ်လုံးကိုစိန်တောက်ပြီးဓာတ်လုံးကိုငုံလိုက်ရာကျောင်းသို့ရုတ်တရက်ပြန်ရောက်သွားလေတော့တယ်ဓာတ်လုံးသည်လည်းစိတ်ရှိသလောက်တိတ်တိပေါက်လေပြီဆရာတော်ဥပဏိတအရှင်မြတ်ဓာတ်လုံးတိတ်တိပေါက်အောင်၍တိတ်တိရှင်ဖြစ်တော်မူတဲ့အခါနဂမတောင်တော်ကြီးသို့ကြွာသွားတော့မှဖြစ်၍ရခင်မောင်တင်ဆောင်တူးဖော်ယူလာတဲ့ငွေအိုးလေးကိုပိုင်ရှင်ဦးသာဦးအားခေါ်၍ပြန်ပေးအပ်တယ်တူလေးမောင်တင်ဆောင်နဲ့တူမလေးမတ်တင်မြင့်တို့အားအထိုက်လျောက်ချီးမြှင့်တော်မူကာရွှေချောင်းကုန်းရွာနေဦးရွှေရိုးနဲ့ဒေါ်တာအေးတို့ထံအနံထားခဲ့ပြီးဝိဇာတို့စံပြောရာနဂမတောင်တော်ကြီးစီသို့ကြွမြန်းကာဂိုင်းကျုပ်ဆရာတော်ဘုရားကြီးဦးကိုဝိတရဲ့ဝိဇာသိပ္ပံပညာဉာဏ်ကိုဆက်လက်နီးခံသင်ကြားတော်မူ၍ဝိဇာတို့အစဉ်အလာပညာဉာဏ်အထူးထုံကူးရန်အတွက်ဆက်လက်ကြိုးစားဆောင်ရွက်တော်မူလေတယ်။ဆရာတော်ဥပဏိတအရှင်မြတ်ဟာဗျာဒတလုံးအောင်မြင်တော်မူ၍တိရိရှင်ဗျာဒဝိဇ္ဇရိုဖြစ်ပြီးနဂမတောင်တော်ကြီးသို့ရောက်တဲ့အခါအင်းပညာနဲ့ဆေးပညာကိုပါလေ့လာသင်ကြားတော်မူသဖြင့်ဆေးနဲ့အင်းပညာသိတိပါအောင်မြင်တော်မူခဲ့ပြီးထွက်ရပေါက်ဝိဇ္ဇရိုပုဂ္ဂိုလ်ကြီးဖြစ်တော်မူခဲ့တယ်။ဒါကတော့ဗျာဒအတက်နဲ့ထွက်ရပေါက်တော်မူခဲ့ပြီးမှဗျာဒဝိဇ္ဇာဖြစ်တော်မူခဲ့ပြီးဆေးအတက်နဲ့အင်းအတက်ကိုပါသိတိပေါက်တော်မူခဲ့တဲ့ဆရာတော်ဘုရားကြီးဥပဏိတရဲ့ခြေရိုးပတ်တီပဲဖြစ်ပါတယ်။ဆက်လက်ပြီးဗျာဒဝိဇ္ဇရိုဆရာတော်ကြီးဥပဏိတကိုဖူးတွေ့ခွင့်ရခဲ့တဲ့သူတွေအကြောင်းကိုတင်ဆက်ပေးပါမယ်။ဒီအကြောင်းအရာကကျွန်ုပ်အရင်တင်ဆက်ပေးခဲ့တဲ့နဂမတောင်ဝိဇ္ဇရိုဆရာတော်ကြီးများနဲ့တွေ့ဆုံခြင်းရဲ့ဒုတိယပိုင်းဖြစ်တာကြောင့်ဇလန်းအဆက်ဆက်ကိုမသိသေးသူများအောက်က description မှာ link ချပေးထားမှာမို့ပထမပိုင်းကိုတွားရောက်နားဆင်နိုင်ပါတယ်ခင်ဗျာ။ဗျာဒဝိဇ္ဇရိုဆရာတော်ဘုရားကြီးဥပဏိတအားတွေ့ဆုံဖူးမြော်ခွင့်ရခဲ့တဲ့ဆရာဝန်ကြီးဦးစိန်ကြီးအကြောင်းကိုတင်ဆက်ပေးပါမယ်။ကျွန်ုပ်1980ခုနှစ်အေယာဝတီတိုင်းမှာငှက်ဖျားယောဂဆိုင်ရာဆရာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေခြင်းကဖြစ်ပါတယ်။အဲ့ဒီအချိန်ကျွန်ုပ်ထံကိုမြန်မာနိုင်ငံလုံးဆိုင်ရာဆရာဝန်ကြီးများညီလာခံတက်ရောက်ဖို့ညွှန်ကြားစာရောက်ရှိလာလေတယ်။ကျွန်ုပ်လည်းညီလာခံကျင်းပမဲ့မန္တလေးမြို့ကိုတွားရောက်ရန်ပသိမ်မှရန်ကုန်သို့ထွက်ခွာလာရာရန်ကုန်မြို့ကုံစည်းလန်းလန်းရှိဗဟိုတရားသူကြီးအဖွဲ့ဝင်ဟောင်းဦးတန့်စင်ဒေါ်ဝင်းတို့နေအိမ်မှာတဲခုနေထိုင်ရပါတယ်။အဲ့ဒီအချိန်ကျွန်ုပ်မှာအေးမိပြီးအဖျား102ဒီဂရီဖာရင်ဟိုက်ရှိနေတာကြောင့်ဆရာဝန်ညီလာခံကိုတက်ရောက်ရန်ပင်အခက်အခဲဖြစ်နေပါတယ်။ဦးတန့်စင်နေအိမ်ကိုကျွန်ုပ်ရောက်ရှိပြီးကန်တော်လေးမှာနေထိုင်သူဝိဇ္ဇရိုဆရာတော်ဘုရားကြီးများရဲ့တပည့်ဖြစ်တဲ့ဦးလှရွှေရောက်ရှိလာပါတယ်။ဦးလှရွှေမှဆရာတော်ကြီးဥပဏိတမှအမိန့်ရှိကြောင်းနဂမတောင်တော်ကိုည9နာရီတိတိတွင်ကြွမည်ဖြစ်ကြောင်းစုလေဖျားချီတော်ရင်လူသွားလန်းမြို့တော်ခမ်းမဘက်မှစောင့်နေပါလို့မိန့်ကြားကြောင်းဆရာတော်ကြီးမှမိန့်ကြား၍လာရောက်ပြောကြားရခြင်းဖြစ်ကြောင်းပြောပြီးပြန်သွားလေတယ်။ကျွန်ုပ်လည်းစုလေဈေးတော်ကိုညနေ6:45မိနစ်မှလမ်းလျှောက်ထွက်လာခဲ့ရာ9နာရီမတိုင်မီဈေးတော်သို့ရောက်ရှိလာခဲ့တယ်။စုလေဈေးတော်အားလက်ရရစ်ပတ်၍ဆရာတော်ကြီးအားရှာခဲ့ရာဆရာတော်ကြီးဥပဏိတကမြို့တော်ခမ်းမဘက်ရှိရေချမ်းစင်၌စောင့်ကြို၍နေတာကိုတွေ့ရှိရလေတယ်။ကျွန်ုပ်ကဆရာတော်ကြီးအားရိုးသေးစွာဥခိုက်ရှိခိုးရာဆရာတော်ကြီးကမင်းနေမကောင်းမှန်းသိလို့ငါကြွလာခဲ့တာ။ရော့ရေတစ်ခွက်တောက်လိုက်အေးချမ်းမှုအတိတ်နဲ့ရေချမ်းစင်ကရေကိုတောက်ခိုင်းခြင်းဖြစ်တယ်လို့မိန့်ကြားတော်မူတာကြောင့်ကျွန်ုပ်လည်းတောက်လိုက်လေတယ်။မင်းအေးပတ်ပြီးအပူဖျားဖျားနေတာပျောက်သွားမှာပါ။မန်းလေးကိုယထာနဲ့သာဆက်သွားပါလို့မိန့်ကြားတယ်။အဲ့နောက်ဆရာတော်ကြီးကကျွန်ုပ်အားရွှေငပြောသီး9လုံးပေးပြီးသွားရင်လာရင်တစ်နေ့တစ်လုံးစားသွားလို့မိန့်ကြားကစူးလေဈေးတော်ကြီးအရှိတ်ဘက်မုတ်တို့တက်ရောက်သွားလေတယ်။ကျွန်ုပ်လည်းဆရာတော်ကြီးရဲ့နောက်တော်ပါမှတက်ရောက်လာခဲ့ရာဆရာတော်ကြီးကစူးလေဈေးတော်ကြီးအားလက်ရရစ်ပတ်၍ပူဇော်ပြီးချာတာပရိတောင်တစောင်းအတွင်းရှိရုပ်ပွားတော်ရှိ၌ဘုရားရှင်အားဥတိုက်ရှိခိုးလေတယ်။ကျွန်ုပ်လည်းဆရာတော်ကြီးနီးတူရှိခိုးပြီးရုပ်ပွားတော်ရှိ၌ပင်ဆရာတော်ကြီးနဲ့အတူထိုင်ကာဆုံးမစကားပြောကြားတာကိုနာယူပါတယ်။ဆရာတော်ကြီးကဗုဒ္ဓဘာသာဆိုတာဖျားတရားတန်ခါယရနာမြတ်သုံးပါးကိုမိမိအသက်လောက်ချစ်မြတ်နိုးစွာယုံကြည်ကိုးကွယ်တတ်ရတယ်။ငါးပါးသီလကိုလည်းခါဝိပစိုးကဲ့သို့မြဲမြံအောင်စောင့်ထိန်ပါမိမိအိမ်တွင်အိတ်ခမ်းနဲ့စားတောက်ခမ်းများထက်ဖျားကန်းကိုပုံမူဂရုစိုက်ပါဖျားကန်းကိုတန်တန့်ရှင်းရှင်းနဲ့ကြီးညိုစပွဲဖြစ်အောင်ပန်းရီချမ်းစွန်းစီမီအမွှေးနှံတာတို့နဲ့နေညမပြတ်ပူဇော်ပါဖျားရှင်ရှိတော်မှောက်မှာသီလခံယူခြင်းပရိစိတ်ခြင်းတရားထိုင်ခြင်းမေတ္တာပို့ခြင်းတို့ကိုဝတ်မပြတ်ဆောင်ရွက်ပါ၎င်းအပြင်ဒုစရိုက်10ပါးကိုလည်းကင်းရှင်းအောင်နေထိုင်ပါသီလတမာတိပညာနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားရန်မိန့်ကြားခဲ့လေတယ်။အဲ့နောက်ဆရာတော်ကြီးဥပဏိတကကျွန်ုပ်အားပရိသုံးပတ်စိတ်ရန်နဲ့စိတ်ပြီးရင်အိမ်ပြန်တော်လို့မိန့်ကြားလေတယ်
ကျွန်ုပ်လည်းဆရာတော်ကြီးမိန့်တဲ့အတိုင်းဆရာတော်ကြီးရှေ့မှောက်မှာပင်ပရိစိတ်ရာပရိနှစ်ပတ်အပြီးတွင်ဆရာတော်ကြီးကကျွန်ုပ်ရှေ့မှထပြီးကြွချီသွားတာကြောင့်နောက်ဆုံးအပတ်အားလျင်မြန်စွာဆိတ်၍စူးလေစေတော်ကြီးအားပတ်၍ရှာဖွေပါတော့လဲဆရာတော်ကြီးအားမတွေ့ရတော့ပါငကမတောင်တော်မြတ်စီသို့တိတ်တိတကိုးဖြင့်ကြွချီသွားပြီဖြစ်တယ်ကျွန်ုပ်လည်းအိမ်သို့ပြန်လာရာည8 နာရီခွဲခန့်ပင်ရှိနေလေပြီဆရာတော်ကြီးချီးမြှင့်လိုက်တဲ့ရွှေငပြောသည့်ငါးလုံးအနက်တစ်လုံးကိုစားလိုက်ရာအာရင်ပြည့်ဖြိုးပြီးလန်းဆန်းသွားသလိုခံစားရတယ်အဖျားမှလည်းချွေးများထွက်ပြီးယူပစ်လိုက်တဲ့ကဲ့သို့အပူချိန်ကျသွားတာကိုအမခန်းတွေ့ကြုံရလေတယ်အဲ့ဒီအချိန်ကကျွန်ုပ်ကအဖျားကျရင်အတွက်ဆေးထိုးဖို့စဉ်းစားနေချိန်ဖြစ်ပါတယ်ဆရာတော်ကြီးချီးမြှင့်တဲ့ရွှေငပြောသည့်တစ်လုံးစားပြီးထူးခြားစွာတတ်တာပြောက်ကင်းသွားခြင်းဖြစ်ပါတယ်ညတကောင်အချိန်မှာလူကောင်းပဂတိကဲ့သို့ဖြစ်သွားပြီးနေကောင်းလာသည်မှာဝိဇ္ဇာတို့ရဲ့တကိုးတိတ်တိများကိုထူးခြားစွာကိုတွေ့ခံစားရပြီးဝိဇ္ဇာတို့ဆရာတော်ကြီးဥပဏိတအားလည်းကျေးဇူးတင်မဆုံးအချိန်ချင်းဥခိုက်ကြော့ရလေတော့တယ်ကျွန်ုပ်လည်းနေကောင်းသွားပြီဖြစ်တာကြောင့်2 ရက်တာကျင်းပခဲ့တဲ့ဆရာဝန်များညီလာခံသို့ကျမ်းမာစွာတက်ရောက်နိုင်ခဲ့လေတယ်ဆရာတော်ကြီးမိန့်မာတဲ့အတိုင်းရွှေငပြောသည့်ကိုတစ်နေ့တစ်လုံးစားပြီးတတိယနေ့ညမှာကျမ်းမာရေးဝန်ကြီးဌာနကလူကြီးများတိုင်းဆရာဝန်ကြီးများနဲ့ညနေ9 နာရီမှာမဟာမြတ်မုနီဖရာကြီးကိုတွားရောက်ဖူးမြော်ပါတယ်။ဤသို့တွားရောက်ဖူးမြော်ရခြင်းမှာအဲ့ဒီနေ့9 နာရီချိန်တွင်မဟာမြတ်မုနီဖရာကြီးကိုဝိဇ္ဇရိုဆရာတော်ကြီးဥပဏိတနဲ့ဝိဇ္ဇရိုဘိုးတော်ဘိုးထွန်းအောင်တို့ကြွမယ်ဆိုတာကိုသိရတာကြောင့်တွားရခြင်းဖြစ်ပါတယ်။ကျွန်တို့အဖွဲ့လည်းမဟာမြတ်မုနီဖရာကြီးအားရောက်ရှိကြတဲ့အခါရွှေဆိုင်များဝယ်ယူပြီးဖရာကြီးပေါ်သို့ကိုယ်တိုင်ကိုကျရွှေချ၍ပူဇော်ပါတယ်။အချိန်ကည8 နာရီခန့်မြရှိနေလေပြီ။မဟာမြတ်မုနီဖရာကြီးရဲ့တန်တကားဝအပြင်ဘက်မှာဆရာတော်ကြီးဥပဏိတကရှေ့မှထိုင်ပြီးဘိုးတော်ဘိုးထွန်းအောင်ကနောက်မှရက်ကဆရာတော်ကြီးတို့ရှ िख ိုးနေကြဖရာရှ िख ိုးဖြစ်တဲ့အာဒိဆဝန္တိကောဗုဒ္ဓဘာတင်တရဝရလက္ခဏောဓမ္မောခန္ဓာပတ္တာလီတွာဥဒေဟုဓမ္မမာမကေအစရှိတဲ့ဖရာရှ िख ိုးအားအတန်ကြဲကြဲဖြင့်ရွတ်ဆိုရှ िख ိုးနေတာကိုအတန်ကြား၍ဘိုးတော်အတန်နဲ့တူတယ်ဆိုပြီးကြည့်လိုက်ရာဆရာတော်နဲ့ဘိုးတော်တို့နှစ်ပါးအားအဖွဲ့သားများအားလုံးဖူးမြင်လိုက်ရလေတယ်။ဒီနေရာမှာဝိဇ္ဇာရီရဲ့ဖယားရှိခိုးအနက်ကိုအများကြည့်ညိုနိုင်အောင်ဖော်ပြပေးပါမယ်။အာဒိဆဝန္တိကောဗုဒ္ဓနေမင်းကဲ့သို့တောက်ပသောမျိုးရိုးအာဒိဆမျိုးမှဆင်းသက်လာတော်မူသောမြတ်စွာဘုရား။ဘာတိန္ဒရဝရလက္ခဏောမဟာပူရိတလက္ခဏာတော်32ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။ဓမ္မောခန္ဓာပတ္တာလီတွာထိုမြတ်စွာဘုရား၏တရားတော်သည်ခန္ဓာကိုယ်ဒုက္ခတို့ကိုဖျက်ဆီးပယ်ဖျောက်ပေးနိုင်သည်ဥရိဟုဓမ္မမာမကေထိုတရားတော်သည်တရားကိုမျက်နှိုးသူတို့၏အကျိုးစီးပွားအတွက်တောက်ပပေါ်ထွန်းလာပါစေသာတဆက်တည်းဆိုရတော့နေမင်းကဲ့သို့တောက်ပသောအမျိုးအနွယ်မှဆင်းသက်လာပြီးမဟာပူရိတလက္ခဏာတော်32ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၏တရားတော်သည်ဒုက္ခခန္ဓာတို့ကိုပယ်ဖျောက်နိုင်ပါစေတရားကိုမျက်နှိုးသူတို့၏အကျိုးစီးပွားအတွက်တရားတော်သည်ထွန်းလင်းတောက်ပပါစေသာလို့အဓိပ္ပာယ်ရပါတယ်ကျွန်တို့အဖွဲ့လည်းဆရာတော်ကြီးတို့နှစ်ပါးကိုဖူးမြော်ရန်အောက်သို့ဆင်းလာခဲ့ရာ9 မိနစ်ခန့်အကြာတွင်ဆရာတော်ကြီးနဲ့ဘိုးတော်တို့နှစ်ပါးစလုံးမျက်စိရှေ့မှောက်မှာပင်ပျောက်ကွယ်သွားကြလေတယ်ကျွန်တို့နဲ့အတူလိုက်ပါလာကြတဲ့ဒေါက်တာအေးမောင်ဒေါက်တာမြမောင်စတဲ့ဆရာဝန်ကြီးများလည်းဆရာတော်ကြီးတို့အားကိုယ်တိုင်ဖူးမြော်လိုက်ရတာကြောင့်အားလုံးဝမ်းမြောက်နေကြလေတယ်ဆရာဝန်ညီလာခံပြီးဆုံးပြီးပြီဖြစ်လို့ကျွန်ုပ်လည်းမိမိဇာတိမြင်းမှုမျိုးသို့တွားရောက်ခဲ့ပါတယ်။မြင်းမှုမျိုး၌ဆွေမျိုးများအားတွေ့ဆုံနှုတ်ဆက်ပြီးမန္တလေးမြို့သို့ပြန်လာခဲ့တယ်။ဆရာတော်ကြီးချီးမြှင့်လိုက်တဲ့ရွှေငပြောသည့်နှလုံးမှာမြင်းမှုမျိုးဆွေမျိုးများအိမ်မှာမိကြံခဲ့ကြောင်းကိုမန္တလေးရောက်ရှိမှသာသတိရလေတယ်။မြင်းမှုနေအိမ်မှဖះเจ้าပေါ်ကိုတင်ထားခဲ့ရာအိမ်မကလေးများစားလိုက်မိမှဆိုးတာကြောင့်ညနေကားနဲ့ပဲမြင်းမှုနေအိမ်သို့ပြန်လာခဲ့တယ်။အိမ်ရောက်တော့ငပြောသည့်နှလုံးမှာတင်ထားတဲ့ဖះเจ้าပေါ်မှာမရှိ၍ရှာဖွေကြည့်ရာဖះเจ้าနှစ်ဘေးကဗီဒီယိုပေါ်မှာထူးဆန်းစွာရောက်ရှိနေတာကိုတွေ့ရလေတယ်။ကျွန်ုပ်လည်းမိသားစုတွေကိုမေးမြန်းကြည့်တဲ့အခါထိုငပြောသည့်နှလုံးအားမတွေ့ရကြောင်းပြော၍အံ့ဩနေမိတယ်။ဖះเจ้าပေါ်မှာတင်ထားတဲ့ငပြောသည့်ဟာအချိန်မီတွေးရှိနိုင်တာဖြစ်ပြီးတအိမ်လုံးကလူတယောက်မှမတွေ့ကြဘူးဆိုတာထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်နေတယ်။ကျွန်ုပ်လည်းတေချာစဉ်းစားကြည့်တဲ့အခါဝိဇ္ဇရိုဆရာတော်ကြီးတွေပေးတဲ့သိတိဝင်ပစ္စည်းတွေဟာထိုက်မှအသုံးပြုခွင့်ရတာဖြစ်ပြီးမထိုက်သူလက်ထဲမှာဆိုရင်အသုံးဝင်တဲ့တာမန်ပစ္စည်းတတ်မျှတာဖြစ်တယ်လို့သိရတယ်။ကျွန်ုပ်လည်းမြင်းမှုအိမ်မှအတူတူမတို့ကိုငှက်ပြောသည့်ရရှိလာပုံကိုပြောပြရာကလေးများက
မွေးကြိုင်နေ၍စားကျင်ကြတာကြောင့်တိတ်တိဝင်ငှက်ပြောသည်ဖြစ်နေ၍တစုံတရာဖြစ်မှစိုးရင်တာကြောင့်ငှက်ပြောသည်အစားမုံမိုး900ကျပ်သာပေးတဲ့အခါမှတူတူမများဝမ်းမြောက်သွားကြလေတယ်။ကျွန်ုပ်လည်းငှက်ပြောသည်နှလုံးအားယူဆောင်၍မြင်းမူမှပြန်လာခဲ့လေတယ်။ဒီအဖြစ်အပျက်ဟာကျွန်ုပ်ကိုယ်တွေ့သိပ္ပံပညာနဲ့လိုက်လို့မမီတဲ့ဝိဇ္ဇာပညာကတာလုံးပြီးတကူကြီးကြောင်းဆရာဝန်ကြီးတဦးအနေနဲ့ကြုံဆုံရခြင်းဖြစ်ပါတယ်။ဤကဲ့သို့ဝိဇ္ဇတို့ဆရာတော်ကြီးဥပ္ပန္နိတမှစောင့်ရှောက်နေသည်မှာကျွန်ုပ်နဲ့ဘဝပေါင်းများစွာဆွေမျိုးတော်ဆက်ခဲ့ပြီးဆရာတော်ကြီးမိထုံကူရင်ပါဝင်ရမယ့်တပည့်ကြီးတဦးဖြစ်တာကြောင့်စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။ဒါကတော့ဆရာဝန်ကြီးဦးစိန်ကြီးကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဝိဇ္ဇတို့ဆရာတော်ကြီးဥပ္ပန္နိတနဲ့တွေ့ဆုံဖူးမြော်ခွင့်ရခဲ့ပုံအကြောင်းပဲဖြစ်ပါတယ်။ဆက်လက်ပြီးဝိဇ္ဇတို့ဆရာတော်ကြီးဥပ္ပန္နိတအားဗိုလ်ချုပ်ကြီးစန်းယူတွေ့ဆုံဖူးမြော်ခဲ့ရခြင်းအကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးပါမယ်။ဝိဇ္ဇာတွေဟာဖဏလည်းမစီထီးလည်းမဆောင်အလှလည်းမခံဘူးတဲ့ဗိုလ်ချုပ်ကြီးစန်းယူနဲ့ကျွန်ုပ်စာရေးသူမှာမရင်းနှီးခဲ့တော့လေ၎င်းရဲ့မိတ်ဆွေရင်းများဖြစ်ကြတဲ့ဝိဇ္ဇတို့ဆရာတော်ကြီးများရဲ့တပည့်များဖြစ်ကြတဲ့မင်းကြီးစိန်လိုင်းဒုဗိုလ်မှူးကြီးသိန်းဟန်တို့နဲ့တော့ရင်းနှီးပါတယ်ဗိုလ်ချုပ်ကြီးစန်းယူအား1918ခုနှစ်မတ်လ3ရက်တနင်္ဂနွေနေ့တွင်ပြည်ခရိုင်သဲကုန်းမြို့၌ဖခင်ဦးစံဖေမိခင်ဒေါ်ရွှေလဲတို့မှမွေးဖွားတန့်စင်ခဲ့ပါတယ်ရန်ကုန်မြို့ဆေးကျောင်းမှာဒုတိယနှစ်အထိတက်ရောက်ခဲ့ပြီးကျောင်းသားတပိတ်ကျောင်းသားလှုပ်ရှားမှုတွင်ပါဝင်ခဲ့လေတယ်1942ခုနှစ်တွင်ဗမာလွတ်လပ်ရေးတပ်မတော်သို့ပြည်မြို့မှဝင်ရောက်ခဲ့တယ်ဦးစန်းယူဟာတပ်မတော်အရာရှိအဖြစ်တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီးတော်လှန်ရေးမတိုင်မီကဗမာတပ်မတော်တရင်နှစ်မှာတရင်မှုဖက်စစ်တော်လှန်ရေးတွင်ခြေမုံတိုက်ခိုက်ရေးရဲ့လုံခြုံရေးတာဝန်ခံအဖြစ်ပဲခူးရုံးမှတလွာတိုင်းစစ်ဌာနချုပ်စစ်စင်ရေးမှာဦးဆောင်တရင်ရဲ့တရင်မှုအဖြစ်ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။အဲဒီနောက်နိုင်ငံတော်မှယာရုအဆင့်ဆင့်တိုးမြင့်ခြင်းခံရပြီးနောက်1988ခုနှစ်မတ်လ3ရက်နေ့တွင်တပ်မတော်မှအငြိမ်းစားယူခဲ့ပြီးပြည်ထောင်စုမြန်မာနိုင်ငံတော်တော်လှန်ရေးကောင်စီမှအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။1982ခုနှစ်မှ1988ခုနှစ်အထိနိုင်ငံတော်ကောင်စီဥက္ကဋ္ဌနဲ့နိုင်ငံတော်သမ္မတတာဝန်များကိုထမ်းဆောင်ခဲ့ဘူးလေတယ်။ဗိုလ်ချုပ်ကြီးဦးစိန်ယူဟာ၎င်းရဲ့ဇနီးနဲ့အတူမိတ်ဆွေဖြစ်သူမင်းကြီးစိန်လိုင်းရဲ့အိမ်ကိုမကြာခဏလာလေးရှိပါတယ်။ဗိုလ်ချုပ်ကြီးတို့ဟာအဂိယသမားများဖြစ်ကြပြီး၎င်းရဲ့ဇနီးသည်မှာလည်းအဂိယကိုဝါသနာပါ၍မင်းကြီးစိန်လိုင်းအိမ်သို့မကြာခဏရောက်ရှိလာခြင်းဖြစ်တယ်။ဗိုလ်ချုပ်ကြီးစန်းယူကဒုတိယအတွင်းဝင်ဦးမောင်မောင်ကုံသွယ်ရေးနဲ့ဦးမောင်မောင်ပညာရေးအတွင်းဝင်တို့နဲ့ဗိုလ်တင်နှန်းအတူတကွတက်ရောက်ခဲ့သူများဖြစ်၍၎င်းတို့အချင်းချင်းအလွန်ရင်းနှီးကြလေတယ်။ဒုအတွင်းဝင်ဦးမောင်မောင်ကုံသွယ်ရေးနဲ့ဦးမောင်မောင်ပညာရေးတို့မှာတပ်မတော်တွင်9နှစ်တာမြဗိုလ်ကြီးရာထူးနဲ့စစ်မှုထမ်းခဲ့ပြီးမှ BSc အောင်၍အရက်ဖတ်အုပ်ချုပ်ရေးသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်တယ်။ကျွန်ုပ်နေအိမ်၌ကိုးကွယ်ထားတဲ့မန်ဖျားကြီးမှာ1980ခုနှစ်ကျွန်ုပ်ဒုတိယအကြိမ်ဒုံလဘတ်ရဟန်းဘဝနဲ့ရွှေဆက်တော်တန်ခိကကျောင်းတော်ကြီးမှာသတင်းသုံးလျက်ရှိစဉ်ကဝိဇ္ဇတို့ဆရာတော်ကြီးဥပ္ပန္နိတကိုယ်တိုင်တိတ်တိတကိုးနဲ့ဝိဇ္ဇတို့သတင်းသုံးရာဒဂမတောင်တော်ကြီးရဲ့လှိုင်ကူအတွင်းမှဖျားကြီးအားပင့်ဆောင်ယူခဲ့ခြင်းပင်ဖြစ်ပါတယ်။ဝိဇ္ဇတို့ဆရာတော်ကြီးဥပ္ပန္နိတကကျွန်ုပ်အားဝိဇ္ဇတို့ရဲ့တိတ်တိတကိုးနဲ့ဒဂမတောင်လှိုင်ကူတော်ကြီးအတွင်းသို့ခေါ်ဆောင်၍ရောက်ရှိသွားတဲ့အခါပကံပင်းရအင်းဝကုန်းမောင်ခေအဆက်ဆက်ရှေးဟောင်းဖျားများကြား၌ညံတော်2000ခန့်များရှိတဲ့ပကံခေလက်ရာဖြစ်တဲ့ချင်းသည့်3စီးခံတစ်တင်ငန်းနဲ့သားဖြင့်ထုလုပ်ထားတဲ့ဖျားကြီးအားလွန်စွာကြီးညိုပွဲကောင်းလာတာကြောင့်ဆရာတော်ကြီးဥပ္ပန္နိတအားကျွန်ုပ်မှဖူးမြင်ရ၍တပည့်တော်အင်္ဂါသားဖြစ်တာကြောင့်ဤချင်းသည့်ခံဖျားကြီးအားပေးဆောင်ဖူးမြော်ခွင့်ပြုပေးပါရန်လျှောက်ထားတဲ့အခါဆရာတော်ကြီးကဒါကဗိုလ်ချုပ်စန်းယူရဲ့ဖျားဖြစ်ကြောင်းသူ့အိမ်ကိုပင့်ပေးဖို့ဖြစ်တယ်မင်းရဲ့ဖျားရှိတယ်လို့မိန့်ကြားပြီးဆရာတော်ကြီးကယခုမန်ဖျားကြီးအားကျွန်ုပ်နေအိမ်၌ကိုးကွယ်ရန်ပင့်ဆောင်စေခဲ့တယ်ကျွန်ုပ်နေအိမ်မှာယခုထက်တိုင်မန်ဖျားကြီးမှာကြီးညိုပွဲစံပယ်လျက်ရှိပါတယ်1980ခုနှစ်ဒေါ်ကျင်မြိုင်ရဲ့သားကိုမြင့်သိန်းတို့နေထိုင်တဲ့ရန်ကုန်မြို့မောင်ထုံလင်းလန်းနေအိမ်မှာကျွန်ုပ်စာရေးသူကဝိဇ္ဇတို့ဆရာတော်ကြီးများဓာတ်ဆောင်နေတဲ့စနေသားဦးထွန်းရင်အင်ကိုကြွလာမှာဖြစ်လို့စောင့်မျှော်လျက်ရှိနေကြပါတယ်နနက်8နာရီခန့်မှာဦးထွန်းရင်ရောက်ရှိလာပြီးဝိဇ္ဇတို့ဆရာတော်ကြီးဥပ္ပန္နိတမှစနေသားဦးထွန်းရင်အားဓာတ်ဆောင်၍အမိန့်ရှိသည်မှာဒီနေ့ညဗိုလ်ချုပ်ကြီးစန်းယူအိမ်ကိုချင်းသီးကံဖျားကြီးကိုပို့ပေးမှာဖြစ်ပြီးတပည့်ဒုဗိုလ်ချုပ်ကြီးသိန်းဟန်အားအကြောင်းကြားပေးပါရန်နဲ့စနေသားဦးထွန်းရင်နဲ့ဒေါက်တာစိန်ကြီးတို့အားည9နာရီတွင်ဦးစန်းယူအိမ်မှလာခုံမည်ဖြစ်ကြောင်းမိန့်ကြားသွားလေတယ်
9နာရီခန့်တွင်ဗိုလ်ချုပ်ကြီးစန်းယူစီမှ929ဝင်ကြီးများစီးတဲ့ကားနဲ့လာကြိုရာကျွန်ုပ်မှာအရေးကြီးတဲ့ကိစ္စတစ်ခုရှိနေတာကြောင့်မလိုက်ဖြစ်တော့ပါစနေသားဦးထွန်းရင်သာလိုက်ပါသွားခဲ့ပါတယ်ဗိုလ်ချုပ်ကြီးစန်းယူက၎င်းရဲ့အိမ်ကိုဝိဇ္ဇတိုဆရာတော်ကြီးဥပန္နိတကြွရောက်မယ်ဆိုတာကိုသိရှိပြီးနောက်ည9နာရီခန့်မှာမိမိအိမ်အားတရင်ဖြင့်သုံးပတ်ပတ်၍စောင့်ကြပ်စေပြီးမိမိအိမ်သူအိမ်သားများကိုလည်းအိမ်အပြင်၌သာနေစေပါတယ်တရင်မှုနဲ့ဘူးများအားအိမ်အတွင်းအပြင်နေရာအနှံ့အားလုံးသေချာစွာစီစစ်ရှာဖွေစေပြီးဘာမှမတွေ့ရတဲ့အခါမှအိမ်အားပတ်၍နေရာယူစေပါတယ်ည8နာရီခန့်အချိန်မှာဆရာတော်ကြီးဥပန္နိတတိတ်တိတကူနဲ့ချင်းသိခံဖျားကြီးအားရင်ဝယ်ပိုက်ပင့်ဆောင်လျက်ဗိုလ်ချုပ်ကြီးစန်းယူအိမ်ဖျားเจ้าဝင်းအတွင်းသို့ပေါ်ပေါက်လာလေတယ်ဗိုလ်ချုပ်ကြီးစန်းယူမှာဆရာတော်ကြီးကြွချီလာပုံကိုအံ့ဩသင့်သွားတယ်ဗိုလ်ချုပ်ကြီးစန်းယူကတရင်မှုအားခေါ်ပြီးဆရာတော်ကြီးဥပန္နိတအားပြသရာတရင်မှုကဆရာတော်ကြီးအားတွေးရှိရတဲ့အခါ၌အံ့ဩထိတ်လန့်လျက်ဗိုလ်ချုပ်ကြီးကျွန်တော်တို့အိမ်ကိုတေးကြအောင်တရင်လုံးဝန်းရံဆောက်ရှောက်ခဲ့ပါတယ်ဒီဆရာတော်ကိုမတွေ့ခဲ့ရပါအပြစ်ပေးလဲခံရပါမယ်လို့ပြောရာဗိုလ်ချုပ်ကြီးစန်းယူကတရင်မှုအားအေးပါဒီဆရာတော်ကြီးကဝိဇ္ဇတိုဆရာတော်ကြီးဥပန္နိတဖြစ်တယ်အခုငကမတောင်မှတိတ်တိတကုန်းနဲ့ဖះကြီးပင့်ပေးဖို့ကြွရောက်လာခြင်းဖြစ်တယ်မင်းတို့မှအပြစ်မရှိပါဘူးမင်းချင်းသိခံသင်္ကန်းနဲ့ဖះကြီးကိုဖူးမြော်ပါအခြားပုဂ္ဂိုလ်တွေကိုလည်းခေါ်လိုက်လို့ပြောကြတာကြောင့်အခြားပုံများပရိသတ်များရောက်ရှိလာကြပြီးချင်းသိခံသင်္ကန်းနဲ့ဖះကြီးအားဖူးမြော်ကြပါတယ်ဝိဇ္ဇတိုဆရာတော်ကြီးဥပန္နိတကဗိုလ်ချုပ်ကြီးစန်းယူအိမ်မှာ2နာရီခန့်မြတရားဟောကြားပြီးခဲ့တယ်လို့သိရပါတယ်ဗိုလ်ချုပ်ကြီးစန်းယူကအသင့်ဆောင်ဆိုင်နေတဲ့ဓာတ်ပုံသမားများကင်မရာသမားများတစ်ဖြက်ဖြက်နဲ့မှတ်တမ်းရိုက်ကူးနေခဲ့တော်လေဆရာတော်ကြီးကခွင့်မပြုတာကြောင့်ဓာတ်ပုံတစ်ပုံမှပင်မရရှိခဲ့ပါဆရာတော်ကြီးမှဝိဇ္ဇာတို့ရဲ့တကူကိုသိစေလိုခြင်းနဲ့ဖះရှင်အားကြီးညိုတတ်စေရန်ကိုသာမိန့်ကြားခဲ့လေတယ်ဆရာတော်ဥပန္နိတမှဗိုလ်ချုပ်ကြီးစန်းယူနဲ့မိသားစုများအား၅ပါးသီလစောင့်ထိန်ကြဖို့လိုကြောင်းလက်ကင်ထားရန်နဲ့သူတော်ကောင်းတရား9ပါးလက်ကင်ထားပြီးလူဖြစ်ရန်မလွယ်ကူပဲလူဘဝရရှိကြဒုံလဘဘဝရခဲ့လာ၍နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ရန်သီလတမာတိပညာတိုးပွားဖြည့်ကျင့်ရန်လိုကြောင်းဒုစရိုက်10ပါးရှောင်ကျင်ပြီးသူစရိုက်တရားကိုလိုက်နာကြရန်နဲ့တိခံခြင်းတရားထားကြရန်မေတ္တာတရားရှိမှအရာရာအောင်မြင်နိုင်ကြောင်းအနန္တောအနန္တ၅ပါးဂုဏ်ကျေးဇူးကိုသိကြဖို့နဲ့နေ့စဉ်နေ့တိုင်းဖះရှင်အားပန်းစီမီတတိရေချမ်းစွန်းဝိမပြတ်ကတ်လူကြရန်နဲ့ဗုဒ္ဓအောင်မီပဋိစိတ်ကိုစိတ်ကြရန်မိန့်ကြားရှင်းပြခဲ့လေတယ်အဲ့နောက်ဆရာတော်ကြီးဥပန္နိတမှာသူ့ရဲ့ထေရုပတ္တိကိုဗိုလ်ချုပ်ကြီးတို့အားမိန့်ကြားရှင်းပြခဲ့လေတယ်ဝိဇ္ဇတိုဆရာတော်ဘုရားကြီးဥပန္နိတရဲ့ထေရုပတ္တိကိုတော့ဒီဗီဒီယိုရဲ့အစမှာကျွန်တော်ထည့်သွင်းတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်အဲ့နောက်ဆရာတော်ကြီးကဒိုးဝိဇ္ဇာတွေကအလှလည်းမခံဘူးပစ္စည်းလည်းမယူဘူးဒုက္ခသာပေးကြကြွေးကြတာပါရဏသုံးပါးနဲ့ဖះသားလင်အဓိကပဲမင်းတို့ဖះကိုကိုးကွယ်စည်းကပ်ယူသိနေရင်တို့ကစောင့်ရှောက်ဖို့တာဝန်ရှိတယ်ဘယ်အရာကိုပဲလို့ဖះကိုဥတိုက်ပြီးစားပါလုပ်ပါလောကီရောလောကုတ္တရာပါကောင်းကျိုးတွေတိုးပွားပါလိမ့်မယ်တို့ကြွလာရင်အိမ်မှာအမွှေးနှံ့တာတွေပေးမယ်ဖះเจ้าမှာမင်းတို့အတွက်အဆောင်တွေထားခဲ့မယ်ဖះပန်းများလှုပ်ပြမယ်ဆိုရင်တို့ကြွလာတယ်လို့သိကြပါအဲ့လိုမိန့်ကြားတော်မူပြီးနောက်ဗိုလ်ချုပ်ကြီးစန်းယူအားဆရာတော်ကြီးမှဝိဇ္ဇတိုဆရာတော်ကြီးများကိုဖူးတွေ့လိုပါကဓစကန်းသို့လာရန်မိန့်ကြားပြီးဆရာတော်ကြီးကပရင်းပေါက်မှတဆင့်အိမ်အောက်သို့တိတ်တိတကိုးဖြင့်ဆင်းလာပြီးတဖြည်းဖြည်းပျောက်ကွယ်၍သွားလေတော့တယ်တလခန့်အကြာမှာစစ်တပ်မှအရာရှိများမိသားစုဝင်များပရိသတ်100ခန့်ဓစကန်းသို့ရောက်ရှိလာကြရာဝိဇ္ဇတိုဂိုင်းကျုပ်ဆရာတော်ကြီးဦးကောဝိဒဥပန္နိတဥဝတ္တမကျော်ဘိုးတော်ဘိုးထွန်းအောင်တို့ကိုပါဖူးတွေ့ကြရကြောင်းသိရလေတယ်ဝိဇ္ဇတိုဆရာတော်ကြီးဥပန္နိတဟာဗိုလ်ချုပ်ကြီးစန်းယူအားဤကဲ့သို့ချင်းသည့်3စီးကန်သင်္ကန်းနဲ့ဖះကြီးအားတိတ်တိဖြင့်ပင့်ဆောင်ပေးရခြင်းမှာဆရာတော်ကြီးဥပန္နိတနဲ့ဗိုလ်ချုပ်ကြီးစန်းယူတို့ဟာဘဝတစ်ခုမှာပဋ္ဌာန်းဆက်ဆွေမျိုးတော်ဆက်ခဲ့ပူပြီးမြတ်ဗုဒ္ဓရဲ့သာသနာတော်မြတ်ကြီးကိုပြုစုစောင့်ရှောက်နိုင်တဲ့သာသနာပြုပုဂ္ဂိုလ်တစ်ယောက်ဖြစ်စေရန်ရည်ရွယ်ပြီးတစ်ချိန်ကဘဝတစ်ခုမှာဗိုလ်ချုပ်ကြီးကိုးကွယ်ခဲ့တဲ့ဖះကိုဆရာတော်ကြီးမှပြန်လည်ပင့်ဆောင်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရှိရလေတယ်ဒီအကြောင်းအရာကတော့ဗျာဒဝိဇ္ဇတိုဆရာတော်ဘုရားကြီးဥပန္နိတအားကိုယ်တိုင်ကိုကြဖူးမြော်ခွင့်ရခဲ့ပြီးဆရာတော်ကြီးမှပင့်ဆောင်တော်မူတဲ့ချင်းသည့်3စီးကန်သင်္ကန်းနဲ့ဘုရားကြီးအားပူဇော်ခွင့်ရခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ဝိဇ္ဇတိုပုဂ္ဂိုလ်ကြီးတွေနဲ့တွေ့ဆုံခဲ့ရတဲ့ပုဂ္ဂိုလ်တွေထူးဆန်းတဲ့အကြောင်းအရာတွေအများကြီးကြံရှိနေသေးတာကြောင့်စိတ်ပါဝင်စားသူများဆက်လက်စောင့်ကြည့်ကြည်ညိုနိုင်ကြဖို့တိုက်တွန်းလိုပါတယ်
အခုလိုတကူးတကအဆုံးထိနားဆင်ပေးခဲ့ကြတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ